တက်ကြည့်တော့ဝက်ခေါင်ဂျိုးမြင့်မာလာလေးကျွန်တော်လောက်ပြပါမယ်မိတ်ဆွေတို့ကကြိုက်နေတတ်တယ်ဆိုရင်ဗီဒီယိုကိုဆုံးဖြတ်ကြည့်ပါဒါမှမဟုတ်ရင်မိတ်ဆွေတို့ကတနိုင်တစ်ပိုင်းနဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ချင်တဲ့ဝူးလေးတွေကိုထည့်ပြီးတော့ကျွန်တော်ရောင်းချင်တဲ့ယူဟာတွေရှိကြလားဒါဆိုရင်ဒီလုပ်ကြီးကမိတ်ဆွေတို့အတွက်အကျိုးရှိမှာဖြစ်ပါတယ်မိတ်ဆွေတို့ကကျွန်တော်ပြောတဲ့အတိုင်းကိုလုပ်မယ်ဆိုရင်တော့တေချာပေါက်အရန်စားကောင်းတော့ကြက်ချီတောင်ဝက်ခေါင်ဂျိုးမြင့်မာလာရရှိမှာဖြစ်ပါတယ်အခုကြက်ချီတောင်ဝက်ခေါင်ဂျိုးမြင့်မာလာထဲမှာပါဝင်တဲ့ပစ္စည်းတွေကိုအသေးစိတ်ကျွန်တော်ရှင်းပြမယ်ပြုလုပ်နေတဲ့အချိန်မှာထည့်ရမယ့်ပမာဏဂရမ်ကိုလည်းကျွန်တော်ရှင်းပြပါမယ်အရင်ဦးဆုံးကြက်ချီတောင်မာလာဖြစ်အတွက်ကြောင့်မို့ကြက်ချီတောင်ပါမယ်ပြီးရင်ဝက်ခေါင်ပါမှာဖြစ်ပါတယ်ပြီးတော့ရင်ဂျိုးမြင့်ပါပါမယ်ရုပ်ဒီစိန်တွေပါမယ်ပြီးရင်ကြက်တုံဖြူပါမယ်ပြီးတော့ရင်အရေးကြီးတာကနက်နက်မြင့်အရန်မွေးတယ်စားလို့ကောင်းပါတယ်ခင်ဗျာအမွှေးကြိုင်တွေအနေနဲ့ကတော့ဗရဲကောနဲ့ငယ်ပါမယ်ပြီးတော့ရင်တစ်ချက်ဘိုးကောက်တွေပါမယ်ပြီးတော့ရင်နက်နက်ပွေတွေပါမယ်ဆောက်ရွက်တွေပြီးတော့ရင်စပလင်တွေပါဝင်မှာဖြစ်ပါတယ်ဒါကအမွှေးကြိုင်ထွက်ပါကဲအရေးကြီးတာလာပါပြီမာလာခင်းအထုပ်ဖြစ်ပါတယ်ပြီးတော့ကျွန်တော်ကမာလာမဟုတ်ပါထပ်ထည့်တာဖြစ်ပါတယ်မိတ်ဆွေတို့မှမရှိဘူးဆိုရင်လေအခုရင်တွေ့တဲ့မာလာခင်းအရေးကိုပဲထည့်ပါထိုင်းနိုင်ငံကလူတွေအနေနဲ့ကတော့7မှာဝယ်လို့ရပါတယ်ကျွန်တော်ကထိုင်းမှာမို့လို့7မှာဝယ်လာတာဖြစ်ပါတယ်နောက်ကြံနေသေးတာကတော့ခရုစီလေးဖြစ်ပါတယ်ဒါကလည်းပမာဏကိုပြီးကျွန်တော်ရှင်းပြပါမယ်ပြီးတော့ရင်နှမ်းစီလေးလိုပါမယ်ပြီးတော့ရင်ပဲငံပြားရည်ကြီးလိုပါမယ်ပစ္စည်းတွေစုံလင်ပြီးဆိုတော့ကြက်ချီတောင်ဝက်ခေါင်ဂျိုးမြင့်မာလာလေးပြုလုပ်ပါမယ်ခင်ဗျာဗီဒီယိုလေးမစနိုင်ခင်မှာကျွန်တော်အကူကြီးတစ်ခုတောင်းချင်ပါတယ်ကျွန်တော်ဗီဒီယိုကိုမြင်တာနဲ့ share ဝင်မြချင်းနဲ့ follower နှိပ်ဖို့မေးပါနဲ့ခင်ဗျာမိတ်ဆွေတို့ follower တစ်ချက်ကကျွန်တော်တို့အားစိတ်တစ်ခွက်ဖြစ်နေလို့ပါနောက်ထပ်မောက်လို့နီးညှင်းချက်နီးအတစ်တစ်တွေအမှန်တင်နိုင်မို့လို့မိတ်ဆွေရဲ့ follower ချက်ကကျွန်တော်တို့အားစိတ်တစ်ခွက်ဖြစ်နေလို့ပါကဲဒါဆိုရင်တူတူချက်ချပါမယ်ခင်ဗျာအယူဆုံးဝက်ခောက်ပေါ်ကိုချစ်ထုတ်ပေးရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဝက်ခောက်ပေါ်မှာရှိနေတဲ့အမွှေးအမြင်တွေထွက်သွားရအောင်လို့ပါခင်ဗျာ။ဖြူတဲ့သီးကိုချစ်ထုတ်ပေးရမှာဖြစ်ပါတယ်။အားလုံးချစ်ထုတ်ပြီးသွားပြီဆိုရင်တော့ရေလေးဆေးပေးရမှာဖြစ်ပါတယ်။နှစ်ပြန်သုံးပြန်လောက်ဆေးပေးပါ။ဖွေးတဲ့သီးကိုဆေးပေးပါခင်ဗျာ။ကျွန်တော်ရဲ့လက်ဆွဲတော်ဖြစ်တော့စနစ်မုံနဲ့စားနေငယ်ထည့်ပြီးတော့ဆေးပါမယ်ခင်ဗျာဒါမှပဲဖွံ့ဖွေးလေးနဲ့စားကောင်းတော့ဝက်ခေါင်ရရှိမှာဖြစ်ပါတယ်ပြီးရင်တော့ကြက်ချီတောက်ထဲမှာရှိတဲ့အယိုးတွေကိုထုတ်ပါမယ်တချို့ကမထုတ်ကြဘူးကျွန်တော်ကတော့ထုတ်လိုက်မှာဖြစ်ပါတယ်မိတ်ဆွေကပြုတ်ပြီးမှလည်းထုတ်လို့ရပါတယ်ကျွန်တော်ကအခုပဲထုတ်လိုက်ပါမယ်ခင်ဗျာအယိုးတွေထုတ်ပွားပြီးဆိုရင်ဝက်ခောက်ဆေးတယ်လို့မျိုးပဲ3-4ပြန်လောက်ဖွေးအောင်ဆေးရမှာဖြစ်ပါတယ်စနစ်မုတ်နဲ့စားနေငယ်ထည့်ပြီးတော့ထပ်ဆေးပေးပါခင်ဗျာကဲဒါဆိုရင်စားပြုတ်လို့ရပါပြီရေလေးနှဲငယ်ထည့်ပြီးတော့ခဏတော့ကျွန်တော်ပြောခဲ့တဲ့အမွှေးကြိုင်လေးတွေထည့်ပေးရမှာဖြစ်ပါတယ်ကြက်ချီတောက်တွေထည့်ပြီးတော့နူရက်တီကိုပြုတ်ပေးရမှာပဲခင်ဗျာကြက်တောက်ပြုတ်တဲ့ချိန်မှာဂျိုးမြစ်တွေကိုကျွန်တော်ရေဆေးပါမယ်ခင်ဗျာဂျိုးမြစ်ဆေးတဲ့နေရာမှာတတိထားပါခင်ဗျာဂျိုးမြစ်တွေကြားမှာတဲတွေအမိုက်တွေပါတတ်ပါတယ်ဒါကြောင့်မို့စင်းစကြားစင်ကြယ်အောင်ဆေးပေးရမှာဖြစ်ပါတယ်ခင်ဗျာကျိုးမြစ်တွေရေဆေးပွားပြီးဆိုရင်တော့စပြီးတော့လှီးပါမယ်ခင်ဗျာကျွန်တော်ကနှစ်ပိုင်းပဲလှီးပါမယ်ခင်ဗျာကျိုးမြစ်ကောင်းတွေကိုတော့ကျွန်တော်တင်ထားမှာဖြစ်ပါတယ်ကုလီယာကင်ဂျေလှုပ်ရင်ထည့်ရမှာဖြစ်ပါတယ်ကုလီယာကင်ဂျေလှုပ်နီးကိုသိချင်တဲ့သူတွေရှိကြလားကွန်မန့်မှာရေးလာခဲ့ပြီနော်ကဲပြန်ဆက်ရရင်ကျိုးမြစ်လှီးပွားရင်ကျိုးမြစ်ကိုလှော်ပါမယ်ဘာကြောင့်လဲဆိုတော့အနှက်မွေ့မွေ့လေးထွက်ရှိအောင်လုပ်ပါခင်ဗျာပြီးတော့ရေငရုတ်ဒီစိရဲ့ကြက်တုံဖြူရဲ့ထပ်ပြီးတော့လှော်ပါမယ်
လောပွားရင်ထောင်းပေးပါခင်ဗျာအရန်ညက်တဲ့ထိမထောင်းပါနဲ့ချွတ်တွေကကြိတ်ကြပါတယ်ကျွန်တော်ကကြိတ်တာထက်ထောင်းတာကိုပိုနှစ်သက်ပါတယ်ဒါကြောင့်စိတ်စိတ်နဲ့ပဲကျွန်တော်ထောင်းလိုက်ရခြင်းဖြစ်ပါတယ်ကြက်ကြတာပြုတ်ထားတာကိုတစ်ချက်ကြည့်ပါမယ်ကဲရပြီဆိုရင်တော့ကျွန်တော်တို့ဆယ်ထုတ်ပါမယ်ကြက်ကြတာကိုဒီတိုင်းဆယ်ထုတ်လိုက်ပါနဲ့ရေခဲရေနဲ့ဆယ်ပေးပါခင်ဗျာဒါမှပဲမဲဆွေစားတဲ့နေရာမှာကြက်ကြတာကထုတ်နဲ့စားလို့ကောင်းမှာဖြစ်ပါတယ်ဒါကလျှို့ဝှက်ချက်နည်းလမ်းဖြစ်ပါတယ်ကြက်ကြတာပြုတ်ထားတော့ရေနဲ့ပဲဝက်ခောက်ကိုထပ်ပြုတ်ပေးရမှာဖြစ်ပါတယ်ရေလေးနဲ့ရမို့လို့ကျွန်တော်ရေနှဲငယ်ဖြည့်ပြီးတော့ပြုတ်မှာဖြစ်ပါတယ်15မိနစ်လောက်နဲ့ဆုံးပြုတ်ပေးပါခင်ဗျာလူတဲ့တိကိုပြုတ်ပေးပါဝက်ခောက်တွေရပြီဆိုရင်ခဏလိုမျိုးပဲရေခဲရေစိမ်ပေးပါခင်ဗျာဒါမှပဲဝါလိုက်ရင်ထုတ်နဲ့စားလို့ကောင်းမှာဖြစ်ပါတယ်အခုကျွန်တော်အသုံးပြုထားတော့ဂရမ်ပမာဏကကြက်ကြည်တောက်ကို900 gram ဝက်ခောက်က300 gram ကျိုးမြစ်က250 gram နဲ့ငရုတ်တီးက100 gram ကြက်တုံဖြူက90 gram တဲငပြာရည်ကြီးက40 gram ငရုတ်တီးက50 gram နှမ်းက30 gram အချိုမုံကြားက4 gram စီဖြစ်ပါတယ်မာလာမုံနဲ့မာလာနှစ်က50 gram ဖြစ်ပါတယ်ကြက်ကြည်တောက်ဝက်ခောက်ကျိုးမြစ်မာလာကိုစပြီးတော့ရောပါမယ်ခင်ဗျာကြက်ကြည်တောင်ဝက်ခောက်ဂျုံမြစ်တွေထည့်ပါမယ်။ထောင်းတော့ငရုတ်တီမာလာနှစ်နဲ့မာလာမုံနှမ်းတွေထည့်ပါမယ်။ခဏကြော်ပြောတဲ့အချိုးစားတိုင်းအားလုံးထည့်ရမှာဖြစ်ပါတယ်ခင်ဗျာ။မိတ်ဆွေကအဆက်ကြောက်တယ်ဆိုရင်အဆက်ကိုရှော့ထည့်ပါ။ကျွန်တော်ကအဆက်လေးကြိုက်တာမို့လို့ငရုတ်တီကိုမများလေးထည့်လိုက်တာဖြစ်ပါတယ်။ကဲစပြီးတော့ရောပါပြီခင်ဗျာ။ကဲအခုဆိုရင်တော့တကယ်ကိုစားကျင်စပွဲကြက်ကြည်တောင်ဝက်ခောက်ဂျုံမြစ်မာလာလေးရပါပြီခင်ဗျာ။မိသားစုနဲ့အတူဖြစ်ဖြစ်တငယ်ချင်းတွေနဲ့အတူပဲဖြစ်ဖြစ်ဆွတ်လင်းစားဖို့တကယ်ကိုအဆင်ပြေစေမဲ့ကြက်ကြည်တောင်ဝက်ခောက်ဂျိုးမြေမာလာလေးပါပဲခင်ဗျာဒီဗီဒီယိုလေးကိုချန်နေတဲ့ရင်ဖိုလိုဝါလေးနှိပ်ဖို့မွေးနေအောင်နော်နောက်ထပ်လည်းဘယ်လိုအမိုက်စားညင်းတွေချက်ပြရမလဲဆိုတာကိုကွန်မန့်မှာရေးခဲ့ပေးပါအောင်နော်ကျွန်တော်ကတပရက်ပူရီပါနောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ကြပါမယ်ကျွန်တော်ရဲ့မိတ်ဆွေတွေကြက်ကြက်မမချက်ချက်သာနဲ့ဟောဝလေးလေးစားနိုင်ကြပါစေခင်ဗျာဘိုင်ဘိုင်နောက်နေ့မှာပြန်လည်ဆုံတွေ့ကြပါမယ်